မြန်မာလူသားတန်းချီနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ထိုင်းနိုင်ငံမှာဒီကနေ့မေလ31ရက်နေ့မနက်8နာရီခွဲခန့်မှာမြန်မာလူသားအမျိုးသမီးတဦးရထားကျိတ်ခံရပြီးတဲ့နောက်တိတ်ဆုံးခဲ့ပါတယ်။မဟာချိုင်ဘူရာအနီးစက်ရုံကနေညဆိုင်ဆင်းပြီးပြန်လာတဲ့မြန်မာအလုပ်သမား9ဦးထပ်မံကိုတည်ဆောင်လာတဲ့ကားတစ်စီးဟာလူနေအိမ်ယာအနီးမှာရှိတဲ့ရထားလမ်းကိုဖြတ်လာချိန်ရထားလာနေတာကြောင့်အလုပ်သမားတွေကြောက်လန့်တကြားကားပေါ်ကနေပြေးဆင်းကြတာပါ။အဲဒီလိုပြေးဆင်းချိန်မှာအမျိုးသမီးတအူရထားလမ်းပေါ်ပြုတ်ကျပြီးတဲ့နောက်ရထားကျိတ်ခံရပြီးနေရာမှာတိတ်ဆုံးခဲ့ရတာကိုဆိုရှယ်မီဒီယာပေါ်ပြန့်လာတဲ့ဗီဒီယိုဖိုင်မှာမြင်တွေ့ရပါတယ်။တိတ်ဆုံးသူအမျိုးသမီးဟာအသက်28နှစ်အရွယ်မဖြစ်ပြဆိုသူဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ဘယ်စာတိလဲဆိုတာကိုတော့မသိရသေးပါဘူး။ဒီလိုဖြစ်ပြီးတဲ့နောက်ထိုင်းလုံခြုံရေးနဲ့အရေးပေါ်ကူညီရေးအဖွဲ့ဝင်တွေဟာဖြစ်စဉ်ဖြစ်ရာကိုချက်ချင်းရောက်ရှိလာကပြန်လည်ကယ်ဆယ်နိုင်မှုကြိုးပမ်းခဲ့ပေမဲ့လည်းမဖြစ်ပြကနေရာမှာအသက်ဆုံးရှုံးသွားခဲ့ရတာပါ။လက်ရှိအချိန်မှာတော့စမုတ်စာခွန်ဒေသမှာရှိတဲ့ရထားလမ်းဖြတ်ကျော်မှုနဲ့ပတ်သက်ပြီးလုံခြုံရေးအာမခံမှုကောင်းမွန်စေဖို့အတွက်ပြည်သူတွေအသွားအလာဂရုစိုက်ဖို့တတိပေးတာတွေပြုလုပ်နေကြောင်းသိရှိရပါတယ်။ထိုင်းနိုင်ငံမှာရှိတဲ့ရထားလမ်းတွေကိုမြို့အဝင်တွေနဲ့လူစီကားတဲ့နေရာမျိုးတွေမှာသာအကအယံတွေထားကြပေမဲ့လူနေရက်ကွက်တွေထဲဖြတ်တန်းတဲ့နေရာအများစုမှာတော့ရထားလာချိန်ဖြတ်တန်းလို့မရအောင်ရထားလမ်းဆောင်နဲ့အကအယံထားတာမျိုးတွေမရှိဘူးလို့သိရပါတယ်။ထိုင်းနိုင်ငံရဲ့ရထားလမ်းတွေမှာမကြာခဏဆိုသလိုရထားနဲ့စိုက်ကဲတိုက်တာလက်ဖြတ်ကွင်းရဲ့ရထားတိုက်ခံရတာတွေဖြစ်လေဖြစ်တာရှိပါတယ်။စမုစာကွန်ခရိုင်ရဲတပ်ဖွဲ့ကတော့ဒီပြဿနာတွေကိုဖြေရှင်းဖို့ခုံးကျော်ဖြက်လန်းတိစောက်ဖို့ကြိုးပမ်းနေတယ်လို့ရထားလမ်းကူးနေရာတွေမှာလုံခြုံရေးအကအယံတွေတိစောက်ဖို့စီစဉ်နေတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ဆိုတော့အခုပြပြပေးခဲ့တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကိုထင်မြင်ယူဆချက်တွေကိုအောက်က comment မှာရေးပေးခဲ့ပါဦးနော်။